င်ကြီးနေပြီနဲ့အခုတော့ဒီပြီးနေကျိုးမပါပဲဘယ်လိုပြန်မလဲဝေအတိတရားကိုရလိုက်ပါလိမ့်ခွဲဥပမာဆိုကြပါစို့ပုံခိုင်းလိုက်ကြမယ်ဆိုင်လိုက်တဲ့ကိုရဲ့ခွဲဟိုးစံပုံများစီကလာမင်းကြီးကိုအတူလို့ရဲ့သူကိုသူအထင်ကြီးနေတယ်တခုတော့ဒီပြီးနေကျိုးမပါပဲဘယ်လိုပြန်မလဲ